ဒီတစ်ခါမှာပြပြပေးခြင်းနဲ့အကြောင်းအရာလေးကတော့လေပင်ကြီးပေါင်းယောဂနဲ့ပတ်သက်တဲ့ကျန်းမာရေးဘုဒ္ဓတာလေးတွေပဲဖြစ်ပါတယ်။တော်ဝန်တဲ့နှလုံးသွေးရဆိုရင်နှလုံးတုံရင်ခုန်မှုမောတာနှလုံးအားနေတာနှလုံးသွေးကြောကျဉ်းတာရေးအတွက်စွမ်းထက်လာတဲ့နှလုံးစီးကောင်းတစ်လက်ဖြစ်ပြီးတော့အာရင်ကုန်ကန်ကြီးနေတာအဲ့လိုမပြောတာသွေးအားနေတာအာယုံကြောအားနေတာအတွက်ပါအထူးအားကိုးရတဲ့စေဆောင်တစ်လက်ဖြစ်ပါလေရှင်။ဘူးမောရင်တုံကင်းဝေးအောင်တော်ဝင်တန့်ကိုအမြဲဆောင်လေပင်ကြီးပေါင်းယောဂဟာထင်ထားတာထပ်ပိုပြီးတော့ကြောက်စရာကောင်းပါတယ်။လေပင်ကြီးပေါင်းယောဂဟာဆိုရင်တော့အသက်60ကျော်လူကြီးတွေမှာသာအဖြစ်များတာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ဖုန်းတွေကွန်ပျူတာတွေကြောင့်ငငယ်ရွယ်ရွယ်နဲ့လည်းလေပင်ကြီးပေါင်းယောဂကိုခံစားလာကြရပါတယ်။လေပင်ကြီးပေါင်းရဲ့ယောဂလက္ခဏာတွေကတော့စက်ကြောတက်ခြင်းပခုံးနဲ့လေကုပ်တစ်လျှောက်မှာနာကျင်ခြင်းတို့ဖြစ်ပါတယ်။လေပင်ကြီးပေါင်းယောဂကိုအဆင့်3ဆင့်ခွဲခြားနိုင်ပါတယ်။အစာပြိုးတဲ့အဆင့်အနေနဲ့တော့စက်ကြောတက်မယ်ပခုံးနဲ့လေကုပ်တစ်ဝိုက်နာကျင်ခြင်းတို့ခံစားရမှာဖြစ်ပါတယ်။နောက်တစ်ခုအလဲလက်အဆင့်အနေနဲ့ကတော့အာယုံကြောဆိုင်ရာလက္ခဏာတွေလေကုပ်တစ်ဝိုက်မှာရှိတဲ့အာယုံကြောတွေနာကျင်မယ်လက်မောင်းနဲ့လက်ဖြံရိုးတွေအထိနာကျင်လာမယ်။နောက်တစ်ခုကတော့ပြင်းထန်အဆင့်ပဲဖြစ်ပါတယ်။ပြင်းထန်အဆင့်ကတော့ကြောရိုးစစ်ကိုစတင်ထိခိုက်တဲ့လက္ခဏာတွေခြေလက်များမလုံနိုင်တော့တာထုံကျင်တာခန္ဓာကိုယ်ဟန်ချက်မညီဖြစ်တာဒါတွေခံစားရမှာဖြစ်ပါတယ်။ကုသမှုနည်းတွေအနေနဲ့ကတော့အစာပြိုးအဆင့်မှာတာမန်လေ့ကျင့်ခန်းအကိုက်ခဲပျောက်ဆေးတွေနဲ့ကုသနိုင်ပေမဲ့အာယုံကြောနဲ့ကြောရိုးထိခိုက်ခြင်းဆိုင်ရာလက္ခဏာတွေဖြစ်ပေါ်လာရဲဆိုရင်တော့ခွဲစိတ်ကုသဖို့လိုအပ်လာနိုင်ပါတယ်။လေပင်ကြီးပေါင်းကအသက်ရလာတဲ့အမျှလူတိုင်းနှိပါဖြစ်တတ်ပါတယ်။အသက်ကြီးရဲ့သူတွေမှာအယိုးရဲ့ခိုင်မာတဲ့ဓာတ်တွေလျော့နှဲသွားတဲ့အတွက်ဖြစ်ရပါတယ်။ဦးခေါင်းကနေပြီးတော့တင်မာအထိတစ်လျှောက်လုံးမှာရှိတဲ့အယိုးတွေမှာဖြစ်နိုင်ခြေရှိတယ်။အသက်ကြီးလို့ဖြစ်တဲ့ယောဂဖြစ်တဲ့အတွက်အယိုးတွေပြန်ပြီးအားကိုးတာအစားထိုးတာမျိုးဖြစ်မှသာအယိုးကြီးပေါင်းပျောက်ကင်းနိုင်ပါတယ်။လေပင်လေ့ကျင့်ခန်းလုပ်ပြီးရင်သက်သာပျောက်ကင်းနိုင်ပါတယ်။မှန်ကန်တဲ့နီလန်းနဲ့နေထိုင်တာမမတ်ထိုင်တာမမတ်လန်းလျှောက်တာမျိုးတွေလုပ်သင့်ပါတယ်။လေပင်ကြီးပေါင်းယောဂဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့အနေထားမမှန်လို့ဖြစ်ပါတယ်။ဥကောင်းမှာအလေးပင်ထမ်းရသူတွေလေပင်ကိုတက်တောင့်တက်တာမဖြစ်တဲ့အနေထားနဲ့ကြာရှည်အောင်နေသူတွေဖုန်းကွန်ပျူတာအသုံးများသူတွေဆေးလိပ်တောက်သူတွေကိုလက်လှုပ်ရှားမှုနည်းသူတွေမှာပိုပြီးအဖြစ်များပါတယ်။လေပင်ကြီးပေါင်းမျိုးဖြစ်နေသူတွေမှာလည်းပိုပြီးတော့ဖြစ်နိုင်ခြင်းများပါတယ်။ဒီနေ့ခေတ်မှာတော့ဖုန်းတွေကွန်ပျူတာတွေအသုံးများလာလို့ဖုန်းကွန်ပျူတာကြည့်ပြီးတော့စာစီစာရိုက်အလုပ်များတဲ့သူတွေစက်ချုပ်တဲ့သူတွေခြိထိုးတဲ့သူတွေအာယုံစိုက်ပြီးတော့ဒီဇိုင်းမတ်မတ်လုပ်နေရတဲ့သူတွေမှာလေပင်ကြီးပေါင်းယောဂဖြစ်နိုင်ခြင်းများပါတယ်။အသက်ကြီးရဲ့သူတော်တော်များများလက္ခဏာမပြဘဲနဲ့လေပင်ကြီးပေါင်းယောဂရှိနေတတ်ပါတယ်။လေပင်ကြီးပေါင်းယောဂတွေကလေပင်မှာသာမကနောက်စေ့ပခုံးကြောနဲ့လက်တွေကိုပါပြန့်နှံ့သွားပါတယ်။လေပင်ကြီးပေါင်းကိုအလွယ်တကူသိနိုင်မဲ့ယောဂလက္ခဏာတွေကပခုံးကြောတွေတင်းပြီးနာကျင်နေမယ်ခေါင်းကိုဘိညာလှည့်တဲ့အခါအသက်မြည်နေမယ်လက်ပြင်အောက်တလို့တင်းပြီးနာကျင်နေတဲ့လက်ချောင်းလက်မောင်းတွေလှုပ်တဲ့အခါမှာနာကျင်နေမယ်ပခုံးထိခေါင်းပင်ညာလှည့်ကြည့်မရဖြစ်မယ်ပခုံးကနေလက်ချောင်းထိတဆစ်စစ်ထုံကျင်တာမျိုးဖြစ်နေမယ်အချိန်ကြာကြီးအာယုံစိုက်မရတာတွေခေါင်းမူတာတွေဖြစ်နိုင်ပါတယ်လေပင်ကြီးပေါင်းယောဂကတာမန်ထုံတာနာကျင်တာလောက်ကနေစပြီးတော့လုံးဝလှုပ်ရှားလို့မရတဲ့အထိဖြစ်နိုင်ခြေရှိပါတယ်ဖုန်းကွန်ပျူတာတွေကိုအားစိုက်ပြီးကြည့်ရတွေအလေးပင်သဲတာတွေလေပင်ကနေအားစိုက်ရတဲ့အလုပ်တွေကိုသတိထားပြီးရှောင်ကျဉ်မယ်ဆိုရင်တော့ယောဂသက်သာလာမှာဖြစ်ပါတယ်။ဒါတော့လေပင်ကြီးပေါင်းယောဂနဲ့ပတ်သက်တဲ့ကျန်းမာရေးဘုဒ္ဓတချို့ကိုပြပြပေးခဲ့တာဖြစ်ပါတယ်။